တထေးကြီးတွေကိုယူပြီးတော့အရင်တုန်းကဘဝအခြေအနေနဲ့မတူတော့ပဲပြောင်းလဲသွားခဲ့တဲ့မင်းသမီး၃ဦးပရိသတ်များအားလုံးပဲမင်္ဂလာပါရှင်စမ်းကြည့်ပါ page ကနေပြီးတော့ပြန်လဲကြိုဆိုပါရစေမင်းသမီးတွေအတွက်လက်ထက်ချင်းဆိုတာအခြေရေးကအဓိကမဟုတ်ပဲဒိဋ္ဌိကျဲချမ်းသာတဲ့ငွေတုပ်ပိုက်အမျိုးသားတွေရတာအဓိကဖြစ်တယ်လို့ဆိုရမှာပါအကြောင်းရင်းကတော့မင်းသမီးတော်များကပတ်စံရှိတဲ့အမျိုးသားတွေကိုသာရွေးချယ်ခဲ့တာကြောင့်ဖြစ်ပါတယ်ဒီထဲမှာအရင်တော့ဘဝနဲ့မတူပဲလုံးဝပြောင်းလဲသွားခဲ့တဲ့အထိတထေးကြီးတွေကိုရွေးချယ်ခဲ့တဲ့မင်းသမီးတွေကိုတင်ဆက်ပေးသွားကြပါတယ်နံပါတ်1မြတ်ရတနာကျော်ဒီမှာကောင်မလေးတစ်ချင်းနဲ့ social media မှာနာမည်ကြီးလာခဲ့တဲ့မြတ်ရတနာကျော်ဟာအခုလက်ရှိမှာတော့မြန်မာနိုင်ငံရဲ့ top 10 တထေးစည်းရင်းဝင်အာပွိုင်းရဲ့ဇနီးမယားနေရာကိုရောက်ရှိလို့နေပြီဖြစ်ပါတယ်။မြတ်ရတနာကျော်ဟာနေပညာတက္ကသိုလ်တောင်ကြီးမှာတကြောင်လုံးရဲ့ queen အဖြစ်ရွေးချယ်ခံခဲ့ရတာဖြစ်ပါတယ်။တကြောင်လုံးရဲ့ queen ဖြစ်တဲ့အပြင်ကိုရီးယားမင်းသမီးလေးလိုချောတာကြောင့်လူအများရဲ့တခဲနဲ့စိတ်ဝင်စားခြင်းကိုခံခဲ့ရပါတယ်။ဒါပေမဲ့လည်းဆယ်လီဆိုတဲ့နေရာကနေမင်းသမီးဆိုတဲ့နေရာကိုရောက်ဖို့ခက်ခဲပါတယ်။ဒါပေမဲ့ကလေး၃ယောက်အဖေအာဝိုင်းကိုလက်ထပ်လိုက်တဲ့အချိန်မှာတော့မြတ်ရတနာကျော်ဘဝကလုံးဝကိုပြောင်းလဲသွားခဲ့တာပါ။မြတ်ရတနာကျော်ဟာတထေးစနီးဆိုတဲ့နေရာကိုရောက်ခဲ့သလိုသုံးကျင်တိုင်းသုံးဖြုံးကျင်တိုင်းလည်းဖြုံးလို့ရပါတယ်။ဒါအပြင်အာဝိုင်းကမြတ်ရတနာကျော်ကိုအရန်ချစ်တာကြောင့်လှုပ်ချင်တာအားလုံးကိုလည်းဖြည့်ဆည်းပေးထားတာဖြစ်ပါတယ်။အခုဆိုရင်လည်းမြတ်ရတနာကျော်ဖြစ်ချင်တဲ့မင်းသမီးဖြစ်ဖို့ရုပ်ရှင်ထုတ်လုပ်ရေးတွေကိုချိတ်ဆက်ပြီးတော့နောက်ကနေပြီးတော့ပံ့ပိုးပေးနေတာဖြစ်ပါတယ်။အာပွိုင်းနဲ့လက်ထပ်လိုက်ရခြင်းကမြတ်ရတနာကျော်အတွက်တော့ကြီးမားတဲ့ပြောင်းလဲမှုတစ်ခုဖြစ်ခဲ့ပါတယ်။နံပါတ်1ပိုးကြပြူခင်ကမင်းသမီးနေနဲ့ရက်တီနေတုန်းကနေရာသိမ်းမရပဲအခွင့်အရေးများစွာကိုဆုံးရှုံးရတဲ့မင်းသမီးနေနဲ့ဖြစ်နေခဲ့တာပါ။ MRTV4 မင်းသမီးနေနဲ့အားပေးမှုတွေအများပြားရှိပေမဲ့နောက်ွယ်မှာငွေကြေးမပြေစုံတာမို့လောက်ကွက်ရဇလန်းတွဲတွေဆိုဝင်မတူးနိုင်ခဲ့ပါဘူး။ဒီလိုတိမ်ငယ်မှုတွေအားလုံးကိုအကိုထွန်းနဲ့လက်ထပ်ပြီးတဲ့အချိန်မှာအကုန်လုံးဖြိုဖျက်လိုက်နိုင်ပါတယ်။အကိုထွန်းကကလေး၃ယောက်အဖေဖြစ်တဲ့အပြင်ရုပ်ရည်ပိုင်းမှာလည်းအားနည်းချက်ရှိရဆိုပေမဲ့ဘိုးကြပြူကင်ကိုတော့ဖြစ်ချင်တာလိုချင်တာအားလုံးဖြည့်ဆည်းပေးနိုင်ပါတယ်။ဘိုးကြပြူကင်ကရွှေတွင်းပိုင်ရှင်အကိုထွန်းကြောင့်မို့တထေးမကြီးဘဝကိုပြောင်းလဲသွားခဲ့ပါတယ်။ဒါအပြင်သူမရဲ့ကံကြောင့်ပဲလက်ထပ်ပြီးတော့မှဖွင့်လှစ်ခဲ့တဲ့စိန်ရွှေရတနာဆိုင်ကလည်းရောင်းအားတက်လာပြီးတော့စီးပွားရေးရပို့ပြီးတော့အဆင်ပြေလာတာပါ။ဒါကြောင့်မို့တိမ်ငယ်စရာတွေများပြီးတော့နေရာမပေးခင်ရတဲ့မင်းသမီးဘဝကိုဘိုးကြပြူကင်ကလှဲလို့တောင်မကြည့်တော့ဘူးဖြစ်ပါတယ်။နံပါတ်3ချမ်းမီမီကိုတထေးကြီးကိုယူပြီးတော့အရင်နဲ့မတူတော့တဲ့ဘဝကိုရရှိသွားတဲ့သူတွေတဲမှာဆိုရင်တော့ချမ်းမီမီကိုကလည်းမပါမဖြစ်ပါတယ်။ဒါပေမဲ့ချမ်းမီမီကိုရဲ့ပြောင်းလဲခြင်းကစိတ်ချမ်းသာစရာတွေနဲ့ပြည့်နေနေရတဲ့ပြောင်းလဲခြင်းတော့မဟုတ်ခဲ့ပါဘူး။လာကဘာထီတောင်ဟန်နီမွန်းထွက်မှာဆိုတဲ့ချမ်းမီမီကိုရဲ့ခင်ပွန်းတထေးကြီးကသူမအတွက်ဘဝသက်ဆုံးတိုင်လက်တွဲပေါ်မဖြစ်ခဲ့ပါဘူး။လက်ထပ်ပြီးတဲ့အချိန်မှာအချိန်အကြာကြီးလဲလူရှိကနေပြောင်းနေခဲ့တာပါ။ဆက်ပြီးတော့ပေါင်းလို့မရအောင်ပြဿနာများခဲ့တာမို့ခွာရှင်းလိုက်ကြတာဖြစ်ပါတယ်။ခွာရှင်းပြီးတဲ့အချိန်မှာချမ်းမမီကိုကရတဲ့ရထိုက်တာတွေမရဘူးလို့သိရပါတယ်။သမင်းသမီးကလည်းပြန်မလုပ်တော့ပဲအခုလက်ရှိမှာတော့ကလေးမီဘွားနဲ့သာဖြတ်တန်းနေတာပါ။တထေးကြီးတွေကိုယူပြီးတော့အရင်တော့ဘွားချီနေနဲ့မတူတော့နဲ့ပြောင်းလဲသွားတဲ့မင်းသမီး၃ယောက်အပေါ်ပရိသတ်ကြီးဘယ်လိုမြင်လဲဆိုတာ comment လေးထဲမှာရေးခဲ့ပေးပါဦး။ဗီဒီယိုလေးအဆုံးထိလိုက်ပါပြီးတော့ကြည့်ရှုပေးတဲ့အတွက်လည်းအားလုံးကိုကျေးဇူးများတင်ပါတယ်ရှင်။